အခုဆိုရင်ဘောလုံးပွဲရာသီတွေလည်းပြန်စပြီဒီဗီဒီယိုမှာဘောလုံးပွဲဝါသနာပါတဲ့ကစားမဲ့ညီကိုတွေအတွက်တေချာပေါက်အရှုံးနေစေမယ့်အချက်၃ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ mind control ပါဘောလုံးပွဲစပြီးတော့ကစားတော့မယ်ဆိုလို့ရှိရင်ဒီ mind control ကတကယ်ကိုအရေးကြီးပါတယ်တနေ့ကုန်ပင်ပန်းထားတာတွေစိတ်အနောက်ရှက်ဖြစ်တာတွေကတောက်ကစားဖြစ်နေတာတွေအားလုံးကိုဘောလုံးပွဲမကစားခင်မှာမေးဖြောက်ဖို့အရေးကြီးပါတယ်တကယ်လို့လုံးဝစိတ်တူနေတယ်စိတ်ညစ်နေတယ်ဆိုလို့ရှိရင်အတက်နိုင်ဆုံးမစော့ဖို့ပဲအကြံပေးချင်ပါတယ်အဲ့တော့လုံးဝမရဘူးစော့ခြင်းတယ်ဆိုလို့ရှိရင်လဲရည်စရာဟာတာဗီဒီယိုလေးကြည့်လိုက်တာဖြစ်ဖြစ်ကျွန်တော်တို့ exercise တစ်ခုခုလေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးတော့ချွေးထုတ်လိုက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့စိတ်ကလေးကို relax ဖြစ်စေမယ့်ဟာလေးတွေတစ်ခုခုလုပ်ကြည့်ပါအဲ့လိုလုပ်ပြီးတော့မှစော့ကြဖို့အကြံပေးချင်ပါတယ်ဟုတ်ပြီဒုတိယချက်ကတော့ကျွန်တော်တို့ money control အဲ့တော့ money control ကလည်းတကယ်ကိုအရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့မှာ income ရှိပါတယ် income ဘယ်လောက်ရှိလဲဆိုတာပေါ်မှာမူတည်ပြီးတော့ခွဲတန်းချဖို့လိုအပ်ပါတယ်ကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်အနေနဲ့အကြံပေးရရင် 70 30လောက်ကိုခွဲတန်းချစေချင်ပါတယ်เนาะဥပမာကျွန်တော်တို့10သိန်းဝင်နေပဲထားပါတော့9သိန်းကိုကျွန်တော်တို့ရဲ့မရှိမဖြစ်အသုံးပြုဖို့အတွက်အချန်ထားပြီးတော့မှဒီကျန်တဲ့ 30% 3သိန်းကိုပဲကျွန်တော်တို့ဒီဘောလုံးပွဲကစားတဲ့နေရာမှာရင်းနှီးမြှုပ်နှံဖို့အကြံပေးချင်ပါတယ်ဟုတ်ပြီနောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ map control ပါ map control ဆိုတာကျွန်တော်တို့ဘောလုံးပွဲကိုသွားပြီးတော့ထိန်းချုပ်လိုက်တာမျိုးတော့မဟုတ်ဘူးပေါ့ဘောလုံးပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာ data အချက်အလက်တွေကိုအတက်နိုင်ဆုံးလေ့လာတာမျိုးပေါ့နော်အဲ့တော့ပထမဆုံးဘယ်လိုလေ့လာမလဲဆိုရင်ကြေးအကြောင်းနားလည်ဖို့လိုပါတယ်အဲ့တော့စသည်ကြေးဘယ်လောက်ရှိလဲအခုကြေးကတဖြည်းဖြည်းပွဲချိန်နီးကပ်လာတာနဲ့အမျှတက်လာသလားကျလာသလားဒါမျိုးလေးတွေတော့ကောင်းကောင်းနားလည်ထားဖို့လိုအပ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့ထိပ်တိုက်တွေ့ဆုံမှုပါသူတို့နှစ်ဦးရဲ့ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာဘယ်လိုဖြစ်တတ်တယ်လဲဆိုတာတစ်ချက်ကြည့်ရပါမယ်ပြီးရင်ကျွန်တော်တို့သူတို့ရှေ့မှာကစားခဲ့တဲ့ပွဲနှစ်သင်းလုံးရဲ့ရှေ့မှာကစားခဲ့တဲ့ပွဲအခြေအနေတွေကိုလေ့လာရပါမယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့လူစီရင်ပါဒဏ်ရာရလူစီရင် injury ဘယ်လိုရှိလဲပွဲထွက်လူစီရင် line up ဘယ်လိုရှိလဲဆိုတာကျွန်တော်တို့တည်တည်ချာချာလေးကိုလေ့လာထားဖို့လိုအပ်ပါတယ်โอเคအဲ့တော့ဒီလောက်လေ့လာထားရင်ကိုမဆိုးပါဘူးအဲ့တော့ရှေ့မှာပြောခဲ့တဲ့ mind control money control နဲ့ဒီ match control ဟုတ်ပြီရှေ့မှာပြောခဲ့တဲ့၃ချက်ကိုလိုက်နာပြီးတော့ဘောလုံးပွဲတွေကစားမယ်ဆိုရင်ဒီတရားဒီလုံးက brother တို့အတွက်တေချာပေါက်အရှုံးနည်းမဲ့ရာသီဖြစ်ပါလိမ့်မယ်အဲ့တော့အခုပြောခဲ့တာတွေကကျွန်တော်ရဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆရာကြီးလည်းမဟုတ်ပါဘူးဆရာကြီးတယောက်အနေနဲ့ပြောတာမျိုးလည်းမဟုတ်ပါဘူးခင်ဗျာโอเคနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်